ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုဒီ DV8234H crossover အသုံးပြုနေလေးတင်ပေးပါလို့ပြောထားတဲ့အကူရှိလို့မို့ကျွန်တော်ဒါလေးတင်ပေးမလို့ပါဟုတ်ကဲ့ဒီဗီဒီယိုဖိုင်လေးမစခင်လေးမှာကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်ရဲ့အောက်နားလေးမှာရှိတဲ့ subscribe လေးကိုနှိပ်ထားပေးပါပြီးလို့ရှိရင်ဘဲပုံလေးပေါ်လာလို့ရှိရင်အဲဘဲပုံလေးနှိပ်လိုက်ပါပြီးရင် all ကိုထားပေးပါဒါမှကျွန်တော်ဗီဒီယိုဖိုင်လေးအသစ်တင်တိုင်းမိမိတို့ရဲ့ဖုန်းပါတန်းပေါ်မှာ notice ကြလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါမှကျွန်တော်တင်သမျှ audio နဲ့ပတ်သက်တဲ့အရာတွေမိမိတို့ဖုန်းထဲမှာပေါ်လာမှာဖြစ်ပါတယ်ကဲဗီဒီယိုဖိုင်လေးစတင်လိုက်အောင်ဗျာပထမအဆုံးအနေနဲ့သူက channel နှစ်ခုရှိရပါတော့ channel 1နဲ့ channel 2နဲ့ဆိုပြီးရှိပါတယ်ဒီဘက်မှာက channel 2ရှိပါတယ်နော် channel 1နဲ့ channel 2နဲ့အတူတူပါပဲခင်ဗျနော်ဒါအဲ့တော့ဥမာဒီမှာဆိုရင် input ပါမယ် low mid ပါမယ် mid high ပါမယ် low output ပါမယ် mid output ပါမယ် high output ပါမယ်ပေါ့နော်ပြီးရင်ဒီကောင်ဆိုလို့ရှိရင်ဒါကျွန်တော်က input ပေါ့နော် input ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ mixer ကနေလာမဲ့ဒီကောင် audio signal input ပေါ့နော် channel 1ရဲ့ input channel 2မှာလည်းဒီလိုမျိုး input ပါတယ်နော်ဒီကောင်က input ဖြစ်ပါတယ်signal audio signal အတန်အတိုးချက်အနည်းများပေါ့နော်ဒီကောင်ကိုချုပ်လိုက်တာ ਨੇ ဒီမှာသုံးမဲ့ low output mid output high output ဆိုတဲ့ output 3ခုကနေသုံးထားမဲ့အတန်တွေအကုန်လုံးဒီကောင်ချုပ်လိုက်တာ ਨੇ မလာတော့ပါဘူးဒီကောင်တင်သလိုအဲ့ဒီ output 3ခုလုံးစီကိုဒီကတင်တဲ့ signal ကသွားမှာဖြစ်ပါတယ်ဒီကောင်တော့ main signal input ပေါ့နော်နောက်တစ်ခုကကြတော့ဒီဘက်ကဒီဘောလုံးလေးနှစ်ခုကိုခဏကြော်ခဲ့ပြီးတော့ဒီဟာလေး၃ခုကိုကျွန်တော်ပြပြပေးပါမယ်ဒီကောင်ဆိုလို့ရှိရင် low output ပေါ့နော်ဥပမာပေါ့နော် low output ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီနောက်မှာလည်းဒီက output volume ၃ခုပါတယ်လို့ပဲနောက်မှာလည်းအပေါက်ကပေါ့နော်output အထွက်က3ခုပါမယ်ဒီလိုမျိုးပဲ low output mid output high output ဆိုပြီးတော့နောက်မှာလည်းအထွက်3ခုပါတယ်ပေါ့နော်အဲ့လိုမျိုးဒီလိုမျိုး low output အပေါက်ကနေပြီးတော့ဘာကိုထုတ်သုံးလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့16လက်မစပီကာတို့21လက်မစပီကာတို့ပေါ့ဗျာ woofer စပီကာတွေသုံးလို့ရမယ်ပေါ့နော်ဒီကောင်လေးကတော့အဲ့ low တန်အတိုးချဲပေါ့နော် low output ဖြစ်တဲ့အတွက် low တန်အတိုးချဲပါဒီကောင်လေးကကျတော့ mid output ပေါ့နော် mid output ကကျတော့ကိုဘယ်လိုစပီကာတွေသုံးရမလဲဆိုတော့ကျွန်တော်တို့15လက်မစပီကာတို့12လက်မစပီကာတို့ပေါ့နော် high tweeter ပါတဲ့စပီကာမျိုးတွေပေါ့နော်15215 112 212စတဲ့ line rate ပေါ့နော်အဲ့လိုမျိုးဟာတွေကိုဒီလိုမျိုး mid output high output နှစ်ခုစလုံးကနေထုတ်သုံးလို့ရပါတယ် high တန်များသုံးခြင်းရင်တော့ high output ကနေထုတ်သုံးပါ mid တန်များနဲ့သုံးခြင်းရင်တော့ mid output ကနေထုတ်သုံးပါအဲ့လိုသုံးလို့လည်းရပါတယ်ဒီကောင်ကို mid တန်တီးတန်သုံးပြီးတော့ဒီကောင်ကို high တန်တီးတန်အဲ့လိုမျိုး high တီးတန် tweeter တီးတန်သုံးမယ်ဆိုလို့ရှင်လည်းသုံးလို့ရပါတယ်ခင်ဗျာဒါကတော့ mid output ဖြစ်တဲ့အတွက် mid တန်အတူအခြေပေါ်လို့ပါဒီကောင်ကကျတော့ high output ဖြစ်တဲ့အတွက် high တန်အတူအခြေပေါ်လို့ဖြစ်ပါတယ်ဒါကတော့ဒီ output လေး၃ခုပေါ့နော်နောက်နှစ်ခုရှိပါမယ်ဒီကောင်ကဘာလဲဆိုတော့ low mid ရယ် mid high ရယ်ပေါ့နော် low mid ကဘာလဲဆိုတော့ကျွန်တော် low frequency ပေါ့နော် low mid ကကျတော့ဒီ low output volume လေးနဲ့ဆိုင်တာပေါ့နော်ကောင် low frequency ကိုဘလောက် hertz ဘလောက် frequency လောက်မှာထားမလဲပေါ့နော်အဲ့လိုမျိုးသုံးရမှာဖြစ်ပါတယ်ဒီကောင်က low frequency ပေါ်လို့ရပေါ့နော် low frequency ကိုကိုက block hertz မှာ low တန်ကို block hertz မှာဖြတ်ပြီးတော့သုံးကျင်တယ်လေဒါမှမဟုတ်ထောင်လေး mid ပတ်နည်းနည်းပါပြီးတော့သုံးကျင်တာလားပေါ့နော်အဲ့လိုမျိုးလေးပေါ့နော် low frequency ကဒီကောင်က low frequency hertz ကဒီလိုမျိုးခဏနေတဲ့ဘက်ရောက်လေ low frequency နှိမ့်သွားလေအတန်လုံးကကြီးပြီးတော့အဲ့လိုမျိုးလေးထွက်လေပေါ့နော်ဒီလိုမျိုးအပေါ်ဘက်ထောင်လေသူက mid ဘက်ရောက်လေlow တန်မပြီးတော့ဘူးပေါ့ဗျာသူက mid တန်ဘက်ရောက်သွားတာပေါ့အဲ့လိုမျိုးပေါ့နော်ဒီဟာလည်းအဲ့လိုပါပဲ mid တန်နဲ့ high တန်နဲ့ကို frequency ရွေးချိန်နေတာဖြစ်ပါတယ် mid high frequency ချိန်နေတာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးဒါလည်းအတူတူပါပဲဒီလိုအောက်ဘက်ရောက်လေ mid တန်ဘက်ကိုများလေပါဒီလိုမျိုးအပေါ်ဘက်ရောက်လေ high frequency ဘက်ကိုများလေဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ကျမှပြီးရနောက်ပိုင်းကျမှကျွန်တော်ဒီလိုမျိုးဟိုဟာနဲ့ speaker နဲ့ဒီလိုမျိုးတွဲပြီးတော့ကျွန်တော် amplifier speaker တွေ mixer တွေနဲ့တွဲပြီးတော့ကျွန်တော်လက်တွေ့ကြလေးသုံးပြပေးပါမယ်